စပြီကွာမင်းနိုင်ငံခြားပြီးသွားပြီထင်တာမြန်မာကိုပြန်လာတယ် ကြောက်ငါ့ရဲ့အချစ်ကဒီမှာလေငါဒီကိုပဲပြန်လာမှာပေါ့ လောကမှာမိန်းမနှစ်မျိုးပဲရှိတယ်ချစ်ဖို့ကောင်းတဲ့မိန်းမနဲ့ချစ်လို့ကောင်းတဲ့မိန်းမဟဲ့နင်ကအဲ့နှကောင်းလိုက်တဲ့နဲ့မကိုင်းဘယ်နှခါပြောမလဲ ဝယ်တိတက်ပါလေ ငါယောက်ျားမဟုတ်ဘူးနော်ဒါပေမဲ့ယောက်ျားပြည်သားတဲ့စိတ်ကအပြည့်ရှိ ကိုကြီးဆို ငါဖုံးဆက်တာ496ခါရှိပြီလုံးဝမကင်ဘူးဘာထားလဲအနော်ထားလား ငါချစ်တယ်ငါတော့ပြချင်မလား ဟောဒီပန်းရအလောအကောင် ဒီကပေးလိုက်ရတနာမြက်ဆိုတဲ့ကောင်မလေးကိုလက်ထပ်တော့မှာ ဘယ်လိုလဲကျော်ရဲ့ အဲ့နှကောင်းနဲ့အရန်ညစ်ပတ်တဲ့လူငါအရန်စိတ်ကုန်နေပြီ ကျွန်မကရှင်ပလေးချင်တယ်ပလေးအောင်ပလေးကောင်မဟုတ်ဘူး ကိုတို့မင်္ဂလာဆောင်ဝင်ပြီးဖြည့်ဆည်းတဲ့လူမှန်တယ်များ ဒီစားဟောင်းရဲ့မင်္ဂလာပွဲကိုပလန်နာလုပ်ပြီးစီစဉ်ပေးနိုင်ရတော့ personal က personal professional က professional မတိရပိုင်းအတွင်းကိုငါမင်္ဂလာဆောင်တော့မှာ တော်တော်လေးမင်္ဂလာဆောင်တော့မယ် ဒီကငါတို့ရဲ့လူလူညတွေကနောက်ဆုံးညတစ်ညပဲဖေးရ ရမ်းမိုက်တဲ့သမီးရဲ့ရမ်းမိုက်တဲ့သမီးရဲ့ရမ်းမိုက်တဲ့သမီးရဲ့ အသက်ကြိုက်တာမင်းသိရတာနဲ့ကွာ မင်းကလည်းအတန့်ကြိုက်လို့ပဲနော်မင်းကောင်းကဒီစောင်းလေးအောင်မထွက်ဘူး အာယူနေကွာ မင်းလက်ကဘာဖြစ်နေလဲစပိုက်ဒါမန်လား ညအချင်းပါသွားလို့ကွာ ခေးလီ ခေါ်စခေါ်ပြင်းတယ် သမီးဘာမှမလုပ်ဘူးနော်ဟိုလူတက်နေသွားတယ် ဘာလို့တက်လိုက်တာလဲဘယ်လိုတက်လိုက်တာလဲလို့ ဟိုတက်တဲ့ကြီး ဟာရတော့လာပြန်ပြီ ငါတို့က free wedding ရိုက်နေကြားလိုက်လို့ပြီးတယ် ဟာရတော့လာပြန်ပြီ ဒီဝေးပက်ကစ်တွေကိုချီးပါတဲ့ပက်ကစ်များတွဲထည့်ရအောင်မသိဘူးကွာ မင်းတို့တူးရင်ကွက်ကြီးကလုံးဝပရိုဆန်ဝါကြီးရ ယောက်ျားမြောက်လုံးတကယ်နဲ့ဂျူဝါလောက်မရုံမကြပါဘူးနင်းနဲ့ကြော်သူအောင်နဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားနင်းနဲ့ရဲသွေးနဲ့မင်္ဂလာပွဲကိုစီစဉ်ပေးရမှာလားပြော ဒီမင်္ဂလာလက်စွပ်ကြီးအခုမရှိတော့ဘူးအခိုးခံလိုက်ရပြီအားလက်စွပ်ခိုးခံဘယ်လိုလုပ်ပြီးမှလဲပြောငါဝဲတဲ့ပလန်နာလေးလက်စွပ်ရောင်းနေသူမဟုတ်ဘူးဟဲ့ ဘာဖြစ်လဲ မင်းမိမကိုလိုချင်တာကွာ ဟာအခုမင်းမောယူတော့မှာ ဟုတ်လား ကျမဝယ်ယူလိုက်ကြပါတော့ရှင် ငါမပိုင်ဆိုင်ရဘူးဆိုရင်ဖြတ်စည်းပြင်မှာငါတာပြီ